ပြထားတဲ့စလုံး6လုံးရဲ့အဓိပ္ပာယ်တွေကိုကျွန်တော်ကလေးတွေကိုကျွန်တော်မေးကြည့်တယ်သိလားလို့ဆိုတော့မသိပါဘူးဆရာတဲ့တော်တော်များများမသိဘူးအဲ့ဒါနဲ့ကျွန်တော်ကလည်းပြောပြတယ်အဲ့6လုံးစလုံးကမနစ်ကမေးခွန်းဟောင်းထဲမှာ answer စာပိုက် question number 6 answer စာပိုက်ထဲမှာပါသွားတဲ့ bold-faced words တွေလို့အဲ့6လုံးစလုံးကတပိုက်ထဲမှာပါသွားတာလို့ပြောတော့ကျတော့အကုန်လုံးလက်ဖြတ်ကုန်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကသူတို့မလန့်ဘူးအားပေးရတယ်အဲ့ကြတော့မှဒါမလန့်ဘူးလက်ဖို့မလိုဘူးမသိတဲ့စလုံးတွေပါတာကတော့ပါမှာပဲမသိတဲ့စလုံးတွေပါတိုင်းဒါကြောက်မယ်ဆိုလို့ရှိရင် answer စာပိုက်ဆိုတာဖြေလို့မရနိုင်ဘူးပေါ့နော်ပြီးတော့ question ဒီ grade 12ရဲ့မေကွန်ပုံစံကိုက answer words တွေပါကိုပါမှာပဲ answer sentence တွေပါကိုပါမှာပဲဒါဒီကိုကျွန်တော်တို့ကမကြောက်ဘူးကျွန်တော်တို့ကနီးစနစ်တစ်ခုလိုတယ်ဆိုတာကျွန်တော်တို့ပြောပြရတယ်အဲ့နီးစနစ်ကတော့ guess the meaning လောက်တာပဲအဲ့တော့ guess the meaning လောက်တယ်ဆိုတာဘာလို့တာလဲဆိုရင်အဓိပ္ပာယ်ကိုခံမှန်းတာပေါ့မသိတဲ့စလုံးတွေရဲ့အဓိပ္ပာယ်ကိုခံမှန်းတာစာကြောင်းရဲ့အဓိပ္ပာယ်ကိုခံမှန်းတာဖြစ်ပါတယ်အဲ့တော့မသိတဲ့စလုံးတွေခံမှန်းဖို့အတွက်ကကျွန်တော်တို့မှာဘာလို့အပ်တယ်လဲဆိုလို့ရှိရင် logical thinking ဆိုတဲ့ကြောင်းကျိုးဆက်ဆက်ပြီးတွေးခေါ်နိုင်စွမ်းလိုအပ်တယ်နောက်တစ်ခုကကြတော့ sufficient vocabulary enrichment type တင်အားလျော်တဲ့ဒီစကားလုံးကြွယ်ဝမှုအခြေခံအဖြစ်ရှိနေရမယ်နောက်တစ်ခုကကြတော့ဒီ inference skill လို့ခေါ်တဲ့ကောက်ချက်ချနိုင်တဲ့စွမ်းရည်ပေါ့နော်ဒါမျိုးတွေလိုအပ်ပါတယ်အဲ့တော့ဒီမသိတဲ့စလုံးတွေကို answer စာပိုင်းမှာတွေ့ရတယ်ဆိုတာဒါပုံမှန်ပဲဒါကရှောင်လွှဲလို့မရနိုင်ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရှင်းပြပေးရမှာဖြစ်ပါတယ်အကြောင်းသားတွေကိုအဲ့တော့ဒီ custom meaning လုပ်တယ်ဆိုတာဒါဟို contextual clues လို့ခေါ်တဲ့ contextual clues လို့ခေါ်တဲ့ဒီစာသားအဆက်ဆက်ကလာတဲ့သဲလိုစာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့တွေကမသိတဲ့စလုံးဖော်ရတာဖြစ်ပါတယ်အဲ့တော့ clues တွေကတော့အမျိုးမျိုးရှိတယ်ပေါ့နော် clues တွေကဒီမှာကျွန်တော်လေ့လာထားတာကတော့ synonym clues တွေရှိတယ် antonym clues တွေရှိတယ် synonym clues ဆိုတာတော့ same meaning နဲ့ရှာတာပေါ့နော် antonym clues ဆိုတာတော့ဒါမသိတဲ့ဒီဆန့်ကျင်ဘက်စကားလုံးကနေရှာတာပေါ့ definition clues ဆိုတာကျတော့ဒါအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကနေပြီးတော့သဲလွန်စာရှာတာဖြစ်ပါတယ်ပေါ့နော် example clues ဆိုတာကတော့ဒါဥပမာတွေကနေပြီးတော့သဲလွန်စာရှာတာဖြစ်ပါတယ် grammatical clues ဆိုတာတော့ဒါဒီစကားလုံးက what ဒီစကားလုံးဒီ what ကမသိတဲ့ unfamiliar word က noun လား verb လား adjective လားဆိုတာ adjective လားဆိုတာဒါဟိုစဉ်းစားပြီးတော့တဲလွန်စာရှာတာဖြစ်ပါတယ်ပေါ့နော်နောက် inference clues ဆိုတာတော့ကောက်ချက်ဆွဲပြီးတော့တဲလွန်စာရှာတာဖြစ်ပါတယ်ပေါ့နော်ဒီ clues မျိုးမျိုးကိုတော့ဆရာမတွေကဆက်လက်လေ့လာပြီးတော့မိမိတို့ရဲ့ကျောင်းသားကျောင်းသူတွေကိုသင်ပေးဖို့ပါပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဟိုဆက်တွေးခေါ်တဲ့ဒီ guess the meaning လောက်တာ logical thinking လောက်တာကိုကျွန်တော်နည်းနည်းလေးစဉ်းစားအဲ့ဒါပေါ့ဥပမာလေးတစ်ကြောင်းနဲ့ရှင်းပြမယ်ပေါ့နော်ဒီမှာကြည့်ပါ although roses have thorns people still love them နှင်းစီပန်းဒီမှာ thorns တွေရှိတော့လေလူတွေကသူတို့ကိုနှစ်သက်နေတော့မယ်ဒီနေရာမှာကျွန်တော်တို့ thorns ဆိုတဲ့အဓိပ္ပာယ်မသိဘူးဆိုပါစို့ကျန်တဲ့စလုံးတွေရဲ့အဓိပ္ပာယ်ကိုသိထားပြီဆိုရင် thorns ရဲ့အဓိပ္ပာယ်အလွယ်တကူ guess the meaning လို့ရတော့မှာဖြစ်ပါတယ်although ဆိုတာဒီမှာကျွန်တော်တို့ထပ်ပြီးတော့ဒါဟိုအသေးစိတ်ထပ်ပြီးတော့ analyze လုပ်မယ်ဆိုလို့ရှိရင် although ဆိုတာက contrast ကိုပြတယ် although သုံးပြီးဟေ့ဆိုလို့ရှိရင်အရှိရအကောင်းဆိုနောက်ကအဆိုးအရှိရအဖြူဆိုနောက်ကအမဲဒီလိုလာတာစန့်ကျင်ဘက်အဲ့တော့အနောက်ဘက်ကစာကြောင်းမှာ people still love them လူတွေကအဲ့နှင်းစီပန်းတွေကိုနှစ်သက်မြတ်နိုးနေတုံးပါပဲတဲ့ဆိုတော့ဒါကောင်းတယ်ဒီစာကြောင်းကောင်းတယ်ဒါ positive ပေါ့ဒါဆိုအရှိရ negative ဖြစ်ရမယ်အဲ့တော့နှင်းစီပန်းတွေမှာ quality ရှိတော့လေဆိုတော့ဒီ thorns ဒီ negative word တစ်ခုဖြစ်ရမယ်ဒါအတိအကျမသိသေးရင်အကြမ်းပြင်းခံမှန်းတာပေါ့နော်အကြမ်းပြင်းခံမှန်းလိုက်တာဖြစ်တယ်အဲ့တော့ thorns ဒီဒါ negative word တစ်ခုပဲဖြစ်ရမယ်ဆိုပြီးကျွန်တော်တို့တွေကခံမှန်းလို့ရသွားတယ်အဲ့တော့နှင်းစီပန်းမှာဘာမကောင်းတာရှိတယ်စုပေါ်အဲ့တော့နှင်းစီပန်းတွေမှာ thorns တွေရှိတော့လေလူတွေကသူတို့နှစ်သက်စေပဲဟောအဲ့တော့ thorns ဒီပါလိပဲလေစုဒီစုဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့သိတာချင်းဒီအလကားသိလာတာမဟုတ်ဘူးကျန်တဲ့စလုံးတွေကိုသိထားလို့ဒါ sufficient vocabulary enrichment ရှိထားလို့ကျွန်တော်တို့ thorns တွေပဲသိတာပြီးတော့လည်းပဲဒါတော့ဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့တွေက logical thinking နဲ့ inference skill အရာကောက်ချက်ဆွဲပလိုက်တာနောက်ဆုံးမှာတော့ဒီ thorns တွေပဲကျွန်တော်တို့သိလာတော့တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါဟိုဥပမာပြတာပဲဖြစ်ပါတယ်ပေါ့မသိတဲ့စလုံးဟာသိတဲ့စလုံးတွေအကူအညီနဲ့ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သိလာနိုင်တယ်ပေါ့ပြီးတော့အစင်းစာဝိုက်ထဲမှာဒီမသိတဲ့စလုံးဒီ bold-faced words တွေကတစ်ချောင်းထဲမှာနှစ်ချောင်းထဲမှာစုပြုံပြီးတော့ပါနေတာမဟုတ်ဘူးသူတို့တွေကကျဲပြီးတော့တစ်ခုနဲ့တစ်ခုကိုချားပြီးတော့
ဥစားပေါ့ပါမှာဖြစ်ပါတယ်ဒါဟာဘာလို့စီချင်တာလဲဆိုရင် gas လို့စီချင်တာဖြစ်ပါတယ်အဲ့လိုစုပြုံပြီးတော့တနေရာထဲမှာပဲ6လုံးလုံးထည့်လိုက်ရင်တော့ကျွန်တော်တို့လည်းမသိနိုင်ဘူးအမှန်တမ်းပြောရရင်အခုဒီစလုံးတွေရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့လည်းချို့ဆိုတာ dictionary လှမ်းရတာရှိပါတယ်ဒါဝင်ခံရမှာပဲအဲ့တော့လမ်းတော့လမ်းရမယ်ဒါပေမဲ့ကျွန်တော်တို့တွေကတော့အချမ်းမြင်အဖြစ်ကတော့ဒါတိတဲ့စလုံးတွေကလည်းများပြီးသားဖြစ်တယ်ကျွန်တော်တို့က logical thinking တွေလည်းကောင်းပြီးသားဖြစ်တယ်ကျွန်တော်တို့တွေအတွက်ကျတော့ custom meaning လို့ရတာလွယ်တယ်ကျောင်းသားကျောင်းသူတွေအတွက်ကျတော့ဒါဟို type တဲ့ vocabulary enrichment ဆိုတာကချက်ချင်းတိစောက်လို့မရဘူးသူတို့ဟို grade 10တို့ grade 11တို့ကိုစပြီးတော့သူတို့မှာစကားလုံးတွေစစုလာရမယ်ပေါ့နော်မသိတဲ့စလုံးတွေကိုနဲနိုင်တဲ့နဲအောင်ကျွန်တော်အဲ့ဒါကြောင့်ကလေးတွေကိုအမြဲတမ်းပြောတယ် grade 10 11ကလေးကအင်္ဂလိပ်စလုံးတစ်လုံးကမင်းမသိဘူးဆိုလို့ရှိရင်အဲ့ဒါမင်းနဲ့ဆိုင်တယ်ဘယ်မှာပဲတွေ့အချွေဘူးပေါ်မှာပဲတွေ့ဒီဘယ်နေရာမှာပဲတွေ့ဘေပုတ်တွေပေါ်မှာပဲတွေ့အဲ့မသိတဲ့စလုံးကမင်းနဲ့ဆိုင်တယ်စပြီးတော့ဒါဟို collect လုပ်ခဲ့ပါစုခဲ့ပါမင်း vocabulary မင်းရဲ့ခေါင်းထဲက vocabulary bank တွေကိုထည့်လာခဲ့ပါလို့ကျွန်တော်အမြဲတမ်းမှားလေးရှိပါတယ်အဲ့တော့မင်းများတိလေ custom meaning လို့ရတာပို့လွယ်လေးပဲဟုတ်လား the more you know the easier it is ပဲဟုတ်လားအဲ့တော့ဒါလေးရှိဖို့လိုပါတယ်ပေါ့နော်နောက်တစ်ခုဒီ unseen survey တွေကိုဖြည့်ဆို့တဲ့အခါမှာမသိတဲ့စလုံးတွေကတော့ပါမှာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးတော့မသိနိုင်တာကိုကျွန်တော်ပြောခဲ့ပြီးပြီအဲ့ထဲမှာ comprehension percentage ပေါ့ဒီ survey တစ်ပိုက်ကိုဘယ်လောက်နားလည်သလဲဆိုရင် survey တစ်ပိုက်ကိုဖြည့်လို့ရမလဲဘယ်လောက်နားလည်ရင် survey ကိုဖြည့်လို့ရမလဲဆိုတာကိုကျွန်တော်တို့တွေဒါတွေ့ရှိထားတာလေးပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ survey ကြီးတစ်ပိုက်လုံးရဲ့90ကနေ80ရာခိုင်နှုန်းကြား100% တော့ဖြစ်เสียမလို့အဲ့ဒါဆိုလို့ရှိရင်အဲ့မေးခွန်းတွေအဲ့ comprehension passage ထဲမှာပါတယ်မေးခွန်းတွေအကုန်လုံးကို confidence ရှိနဲ့ဖြေဆိုနိုင်ပြီတော်တော်ကြီးကိုဖြေဆိုနိုင်ပြီ50 to 60% လောက်ဆိုလို့ရှိရင်တော့ဒါဘယ်လိုပြောမလဲ opinion မေးခွန်းတွေဒီကောက်ချက်ချတဲ့မေးခွန်းမျိုးတွေဆိုလို့ရှိရင်တော့သိမဖြေနိုင်ဘူး direct questions တွေကိုတော့ဓာတ်ရိုက်မေးတဲ့မေးခွန်းတွေကိုတော့ဖြေနိုင်လိမ့်မယ်below 50ဆိုလို့ရှိရင်တော့ तू ကတော်တော်လေးရုန်းကန်မှာဖြစ်ပါတယ်အဲ့တော့ unseen survey ထဲမှာပါတဲ့စလုံးတွေဟာ below 50ဖြစ်စီရတော့မသိတဲ့စလုံးအလုံးဒီလိုစားပေါ့သိတဲ့စလုံးက50မသိတဲ့စလုံးက50တော့လာစရာအကြောင်းမရှိဘူးဒီလောက်လဲအဲ့လောက်ဆိုလို့ရှိရင်လည်းဒါ grade 12တို့ဒီလိုမျိုးဒီဟိုစားပေါ့အရေးချင်းမမီဘူးလို့ပြောရမှာအဲ့တော့ grade 12ကိုထိုက်တဲ့အားလျော်တဲ့အရေးချင်းနဲ့ရောက်လာတဲ့သူမှန်သမျှဟာဘာမှ below 50ဖြစ်စရာအကြောင်းမရှိဘူးသူဒီdirect questions တွေကိုတော့အနည်းဆုံးတော့ဖြေနိုင်ပါပဲဒါထက်ပိုပြီးတော့သိတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့အဲ့တော့အနှစ်ချုပ်အားဖြင့်ကျွန်တော်တင်ပြရတာဟိုစပါတော့အနှစ်ချုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ reading comprehension တွေမှာ custom meaning လုပ်ဖို့အတွက်လိုအပ်တဲ့ skill က3ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်logical thinking လိုအပ်ပါတယ်သူရောက်ယုတ်တိကြကြကြောင်းကျကြဆက်ဆက်တွေးခေါ်နိုင်တဲ့ sense လိုပါတယ်နောက်တစ်ခုကကျတော့ sufficient vocabulary enrichment လို့ခေါ်တဲ့သူ့မှာထိုက်တဲ့အားလျော်တဲ့ဝေါဟာရအခြေခံစုဆောင်းထားပြီးသားပါလာရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ inference skill လို့ခေါ်တဲ့ဒီကောက်ချက်ချနိုင်ဒီ survey ကိုဖတ်ပြီးတော့ဒါကတော့ဘာပဲလို့ကောက်ချက်ချနိုင်တဲ့ skill လိုပါတယ်အဲ့တော့ဒီ skill 3မျိုးကိုဒါများလေ့ကျင့်လေးကောင်းနေပဲဒါအနှစ်ချုပ်အနေနဲ့ပြောရရင်တော့ဒါများလေ့ကျင့်ဖို့ပါပဲ practice makes perfect ပါပဲအဲ့တော့ဒီများလေ့ကျင့်လေးကြောက်တာနဲလာလေးပါပဲကျွန်တော်တို့ဘက်ကဒါကျွန်တော်တို့တင်တဲ့စာပိုက်တွေကလည်းပါမှာမဟုတ်ဘူးဘယ်စာအုပ်ထဲမှာပါတဲ့စာပိုက်မှာပါမှာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်နိုင်တယ်လဲများလေ့ကျင့်ထားဖို့ပဲလိုအပ်ပါတယ်ဒါလေးကိုပဲကျွန်တော်ကမျှဝေချင်တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်